BNN မှာကျင်းပသွားတဲ့ CE Sports Nation Cup ကနေ YG မာနတ်နဲ့ Romeo တို့ရလက်ကောင်းတွေမတန်ဆောင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ဒါဟာကစားသမားတွေရဲ့အမှားလားဒါမှမဟုတ်ပြိုင်ပွဲရဲ့စီစဉ်မှုအားနည်းချက်တွေကြောင့်လား။ဒီနေ့မှာတော့မြန်မာ PUBG Mobile ပရိသတ်တွေကိုဒေါသထွက်စေခဲ့တဲ့စိတ်ပျက်စေခဲ့တဲ့ C Nation Cup ပြိုင်ပွဲကြီးရဲ့နောက်ွယ်ကအခြေအနေမှန်တွေကိုသုံးသပ်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပွဲပြီးရလက်တွေထွက်လာချိန်မှာမြန်မာပရိသတ်တွေရဲ့ဝေဖန်မှုတွေဟာရလက်ကောင်းအောင်မစွမ်းဆောင်နိုင်ခဲ့တဲ့ကစားသမားတွေစီကိုမတွားခဲ့ပဲပြိုင်ပွဲစီဇန်2တွေစီကိုသာတိုက်ရိုက်ဦးတည်ခဲ့ပါတယ်။မှတ်ချက်တွေအရဒီပြိုင်ပွဲဟာလမ်းဘေးပွဲရွာကပွဲအဆင့်လောက်သာရှိလေလို့တော့ပြင်းပြင်းထန်ထန်ဝေဖန်ထားကြပါတယ်။အထူးသဖြင့် spectator view နဲ့ production ပိုင်းမှာအတော်လေးအားနည်းခဲ့ပြီးဘာကိုကြည့်လို့ကြည့်ရမယ်တော့မသိရတဲ့အထိရုပ်ထွက်နဲ့ပွဲစဉ်ထုတ်လွှင့်မှုတွေကရှုပ်ထွေးနေကြတယ်လို့ပရိသတ်တွေကထောက်ပြထားပါတယ်။ဒီလိုဂျပလုတ်ပွဲမျိုးမှာဝင်ပြန်ရတာဟာကျွန်တော်တို့ကစားသမားတွေအထက်လုံးဝမတန်ဘူးလို့ပရိသတ်တွေကရှုမြင်ကြပါတယ်။ player တွေအထက်ဖုန်း internet line ping နဲ့တက်တာဖြစ်မှု comfortability အပိုင်းတွေမှာအဆင်မပြေမှုတွေရှိနိုင်တယ်လို့ပရိသတ်တွေကသုံးသပ်ထားကြပြီးရလတ်မကောင်းတာချက်ကစားသမားတွေအလကားတက်ပင်ပန်းပြီးအိပ်ရပြရလာကိုပိုပြီးစိတ်မကောင်းဖြစ်နေကြတာကိုတွေ့ရပါတယ်။ရန်ကုန် Galacticos ပရိသတ်တွေရဲ့ရပ်တည်ချက်ကတော့ရှင်းပါတယ်။နောက်ညတွေမှာဒီလိုပြန်ကွင်းမျိုးကိုသွားမပြိုင်ဘူးနဲ့အချင်းကုန်လူပင်ပန်းဖြစ်ရရုံပဲအဖတ်တင်တယ်ဆိုတာကိုတကယ်နဲ့မှတ်ချက်ပေးထားကြပါတယ်။မာနတ်နဲ့ရိုမီယိုတို့အထွက်ကတော့ဒီပြိုင်ပွဲဟာစိတ်ပျက်စရာဖြစ်ခဲ့ပေမဲ့အမိမြေကပရိသတ်တွေကတော့သူတို့ဘက်ကနေအပြည့်အဝနားလည်မှုပေးပြီးရပ်တည်ပေးထားတာကိုမြင်တွေ့ရမှာပါ။မကြခင်လာမယ့်ထိုင်းနိုင်ငံကပြိုင်ပွဲတွေမှာပိုကောင်းတဲ့ရလဒ်တွေယူဆောင်လာနိုင်မလားဆိုတာကိုပဲဆက်လက်စောင့်ကြည့်အားပေးရမှာဖြစ်ပါတယ်။ဒီ C Nation ကပြိုင်ပွဲကြီးရဲ့စီစဉ်မှုအပေါ်ကိုတော့ပရိသတ်ကြီးတို့ဘယ်လိုမြင်ကြလဲ။မြန်မာကစားသမားတွေအနေနဲ့တော့နောက်လာမယ့်နှစ်တွေမှာဒီလိုပွဲမျိုးကိုဆက်ပြိုင်သင့်တယ်လို့ထင်လား။ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အခုလို e-sport သတင်းတွေကိုမြင့်ချေမပြတ်ချင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နေအောင်နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်